ဗိုလ်ချုပ်အောင်ဆန်းကိုလူဖြစ်အောင်ပံ့ပိုးပေးတဲ့အကိုအရင်ခောက်ခောက်ကြီးဥပဝင်းမြမလွတ်လပ်ရေးတမိုင်းကိုပြောမယ်ဆိုရင်တော့လူတိုင်းရဲ့ပါဇက်ဖျားထဲမှာဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့အမည်နာမကအမြဲတမ်းပထမဆုံးရှိနေတတ်တာပါပဲဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ခေါင်းဆောင်ကြီးပေါ်ထွန်းလာဖို့အတွက်သူရဲ့နောက်ွယ်ကနေအရေးပမာအနစ်နာခံပံ့ပိုးပေးခဲ့တဲ့မိသားစုရဲ့အားကိုးထိုက်တဲ့အကိုကြီးတယောက်ကြောင့်ကိုရောလူကြီးမင်းတို့သတိထားမိကြခဲ့ပူပါသလားဒါကြောင့်ဒီနေ့ရဲ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုအရင်ဖြစ်သလိုနမောင်မျိုးရဲ့ပထမဆုံးဘွဲ့ရပညာတတ်ကြီးလေးဖြစ်တဲ့အာဇာနည်ခေါင်းဆောင်ကြီးဥပဝင်းရဲ့စိတ်ဝင်စားဖွယ်ဘဝဆက်ကြောင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဥပဝင်းကို1900ခုနှစ်ဇွန်လ17ရက်နေ့မှာမကွေးခရိုင်နမောင်မြို့မှာမွေးဖွားခဲ့ပါတယ်။သူဟာမွေးချင်းကိုဦးထဲမှာတတိယမြောက်သားဖြစ်သလိုဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုအကြီးဆုံးလည်းပဲဖြစ်ပါတယ်။ငယ်စဉ်ကတည်းကပညာရေးမှာထူးထူးချွန်ချွန်ရှိခဲ့သူဖြစ်ကနမောင်မျိုးကနေပြီးပထမဆုံးတက္ကသိုလ်ဘွဲ့ရရှိခဲ့တဲ့သူဖြစ်တမိုင်းမှာမှတ်တမ်းခင်ထားခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့ပညာရေးခရီးလမ်းဟာအခုခေတ်လိုမျိုးချုံမွေခဲ့တာတော့မဟုတ်ပါဘူးနော်။ခေတ်ချီနေရအင်္ဂလိပ်စာတတ်မြောက်ဖို့လိုအပ်နေတဲ့အချိန်မှာသူဟာရေနံချောင်းမျိုးမှာလက်ထောက်ဆရာဖြစ်တဲ့လောက်ကိုင်းရင်းနဲ့ညဘက်တွေမှာအင်္ဂလိပ်စာကိုအသေးအံစူးစမ်းသင်ယူခဲ့ရတာဖြစ်ပါတယ်။ဥပဝင်းရဲ့ဘဝမှာအထင်ရှားဆုံးဂုဏ်ပုဒ်တစ်ခုကတော့အနစ်နာခံမှုပါပဲ။သူဟာတင်ချာဂုံတူနဲ့ BSc သိပ္ပံဘွဲ့ရရှိပြီးရဲ့နောက်မှာအစိုးရဝန်ထမ်းလုပ်ရင်းလစာကောင်းကောင်းနဲ့တက်လန်းရှိနေပေမဲ့အဲ့ဒီလမ်းကိုမရွေးချယ်ခဲ့ပါဘူးလေအမျိုးသားကျောင်းဆရာဖြစ်တာခုံခုံမဲမဲလောက်ကိုင်းခဲ့ပြီးရရှိတဲ့လစာတွေထဲကနေသူ့ရဲ့ညီငယ်တွေဖြစ်တဲ့ကိုအောင်တန်းနဲ့ကိုအောင်ဆန်းတို့ကိုရန်ကုန်တက္ကသိုလ်မှာပညာသင်ကြားနိုင်မှုအတွက်အစွမ်းကုန်ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းသာပညာတတ်တယောက်ဖြစ်မလာခဲ့ဘူးဆိုရင်တော့ကျမတို့ရဲ့လွတ်လပ်ရေးတမိုင်းကလည်းတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တာမလို့ဥပဝင်းရဲ့ဒီပံ့ပိုးမှုဟာနိုင်ငံအတွက်ဘလောက်တောင်အရေးပါခဲ့သလဲဆိုတာတွေးကြည့်တာနဲ့သိနိုင်မှာပါဥပဝင်းရဲ့ဇယိုက်ကတော့တီကြီးဖြောင်းမှတ်ပြီးမတရားမှုတွေကိုကောင်းကောင်းမခံတတ်တဲ့သူမျိုးပါနိုင်ငံရေးလောကတွေကိုဝင်ရောက်လာတဲ့အခါမှာလေသူရဲ့အရေးချင်းတွေကြောင့်ရေနံချောင်းဖဆပါလာဥက္ကဋ္ဌဖြစ်နေတာဝန်ယူခဲ့ရပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရတစ်ခုရှိလို့နေပါတယ်အဲ့ဒါကတော့ဂျားဖြတ်အစိုးရအဖွဲ့မှဝင်ကြီးဖြစ်တဲ့တာဝန်ယူပေးဖို့တခင်နုမှကျေးနှံရိုက်ပြီးကမ်းလှမ်းခဲ့တဲ့အချိန်မှာပဲဥပဝင်းဟာဝင်ကြီးရာထူးကိုလက်ခံဖို့ဝင်လင်းနေခဲ့ပေမယ့်ရေနံချောင်းကလှုပ်ဖို့ကင်ဘတ်တွေရဲ့တိုက်တွန်းမှုတွေနဲ့နိုင်ငံတော်ရဲ့လိုအပ်ချက်မှုတွေကြောင့်နောက်ဆုံးမှာတော့ဝင်ကြီးရာထူးကိုသဘောတူခဲ့တာပါဒါဟာဆိုရင်တော့သူဟာအာဏာမမောသူမဟုတ်ဘဲနဲ့တာဝန်သိတဲ့ခေါင်းဆောင်ကောင်တစ်ယောက်ဖြစ်တယ်ဆိုတာသက်သေပြလို့နေတာပါပဲဒါပေမဲ့ကန်ကြမာကတော့ရက်ဆက်ခဲ့ပါတယ်1948ခုနှစ်မေလမှာဝင်ကြီးဖြစ်တဲ့ကျန်းသစ္စာကျင်းဆိုပြီးတလားနဲ့22ရက်ကြာမှာပဲတနိုင်ငံလုံးဝမ်းနဲ့ပူဆွေးခဲ့ရတဲ့ဇူလိုင်လ19ရက်နေ့ကိုရောက်ရှိလာခဲ့တာပါအတွင်းဝင်များရုံးမှာညီငယ်ဖြစ်သူဗိုလ်ချုပ်အောင်ဆန်းနဲ့အတူအစည်းအဝေးလုပ်နေတုန်းမှာလူသက်သမားတွေရဲ့လက်ချက်နဲ့အသက်46နှစ်အရွယ်မှာပဲကြာဆုံးခဲ့ရတာပါသူကြာဆုံးချိန်မှာဆိုရင်တော့ဇနီးတဲ့ဒေါခင်စောနဲ့အတူတာသမီး6ဦးကျန်ရစ်ခဲ့ပါတယ်ဥပဝင်းရဲ့ဘဝဆက်ကြောင်းကနေကျမတို့ရရှိနိုင်တဲ့သင်ခန်းစာဟာဆိုရင်တော့ပညာရေးရဲ့အရေးပါမှုတွေနဲ့မိသားစုပေါ်ထားရှိတဲ့မြတ်တောင်နိုင်ငံပေါ်ထားရှိတဲ့သစ္စာတရားတွေပါပဲမိမိကိုယ်ကျိုးထက်ညီငယ်တွေရဲ့ပညာရေးနဲ့နိုင်ငံရဲ့လွတ်လပ်ရေးတွေကိုရှေ့ရှုခဲ့တဲ့ဥပဝင်းရဲ့စိတ်ဓာတ်ဟာနောင်လာနောင်သားတွေအတူယူထိုက်တဲ့စံနမူနာကောင်းတစ်ခုဖြစ်နေမှာပါပဲအာဇာနည်ဆိုတာတနတ်ထံရနဲ့ကြာဆုံးသွားမှဖြစ်တာမဟုတ်ဘဲနဲ့အများကျိုးအတွက်ကိုကျိုးဆွလွတ်နိုင်တဲ့စိတ်ဓာတ်ရှိတဲ့သူတိုင်းဟာအာဇာနည်တွေပဲဖြစ်ပါတယ်အခုလိုမျိုးတမိုင်းဝင်ပုဂ္ဂိုလ်ဒုရရဲ့အကြောင်းကိုနားထောင်ခြင်းအပြင်ကျမတို့ရဲ့မျိုးချစ်စိတ်ဓာတ်တွေပုံမိုရှင်တန်လာလိမ့်မယ်လို့ယုံကြည်မိပါတယ်ရှင်။ဒီနေ့ရွှေဘို channel ကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါနော်။အသေးသေးသောစိတ်ဝင်စားဖွယ်ရိုင်းနဲ့ပြန်လာခဲ့ပါမယ်။ Subscribe like and share ခေါင်းလေးနေပြီးအားပေးသွားပါရှင်။